ကျွန်တော်အနေနဲ့ယူဆဝေးပြင်မဲ့ခြေချက်နဲ့ဒီဘက်ဖုန်းကားလုံးဆိုတဲ့ဗီဒီယိုနှစ်ပုတ်လုပ်ပြီးသွားပြီဒီနေ့ဗီဒီယိုမှာတော့မမီတဲ့ကတိုက်ခိုက်ရေးမှာအားနဲ့ဒီဘက်ဖုန်းကားလုံးကိုပြပြပေးသွားမှာပါဒီသင်းဟာဒီဘက်ဖုန်းတစ်လုံးရဲ့ comment ဆွဲရင်ကိုပဲအဓိကအခြေခံထားတာဖြစ်ပါတယ်အသုံးပြုတွေရဲ့ဟာကီတိုက်ခိုက်ရေးရည်ချင်းဒါမှမဟုတ်ဉာဏ်ပညာတွေကိုထည့်သွင်းမထားပါဘူးဒါဆိုရင်ဝမ်မီတဲ့ကတိုက်ခိုက်ရေးအတွက်အားအနည်းဆုံးဖြစ်နေတဲ့ဒီဘက်ဖုန်းကားလုံးကဘာတွေဖြစ်မလဲဆိုတာကတော့အခုပဲကြည့်လိုက်အောင်ပထမဆုံးတီးကြတော့ very full ဒီအတင်းကိုစားသုံးထားတဲ့လူက very good ပါဟုတ်ပါတယ်အဲ့ဒါကနာမည်ပါ very good ဟာမယ်ရင်းရဲ့ complaint တောင်းဖြစ်ပြီးတော့အဲ့ဒီ lobby app မှာဘာဝင်လာခဲ့ပါရဲ့အဒီရဲ့ဆွမ်းကိုပြောရရင်စားသုံးသူရဲ့ခန္ဓာကိုယ်ကိုဘယ်တီးလုံးလို့မျိုးတိတိလေးတွေဖြစ်အပိုက်စိတ်ပိုင်းများစွာခွဲထုတ်နိုင်ပါရဲ့အဲ့ဒီအတွက်ပဲသူဟာထိုးချက်တွေခံချက်တွေအားလုံးကိုအမျိုးဖြစ်စေပါရဲ့အဲ့ဒီကဘဂီစာရာရဲ့တီလို့မဟုတ်ပဲနဲ့ချောက်ကစားလေးပေါ်ကိုပြန်နိုင်ပါသေးရဲ့ဘာလို့ကွန်မန့်ပိုင်းမှာအားနေရတဲ့ဆိုရင်ပြဿနာကခါခွေးကိုပဲအဓိကပေးပြီးတော့တိုက်ခိုက်နေစက်ကိုတော့မထုတ်စီပါဘူးဘဂီရဲ့ချိုးချောက်မှုနဲ့နိုင်ရှင်ရင်လှုပ်ရှားမှုတွေထိုက်ခိုင်နေစွမ်းတွေကပိုးပြီးတော့နေပါရဲ့ဟာကီသုံးများတဲ့နယူးဘောမှာတော့အားသာချက်တွေကပိုးပြီးတော့နေသွားပါသေးရဲ့လက်တွေ့ကဘာမှာဆိုရင်တော့လောက်စလုံးပစ္စည်းနေရာမှာတော့အတုံးဝင်ပါပါဒုတိယအဓိကတော့ hui food ဒီအတီးကိုတော့ရှာရီကရုကစထားတာပါရှာရီကရုကမမင်းရဲ့ complaint တယောက်လည်းဖြစ်တယ်အတီးအဲဆွမ်းကိုပြောရရင်ဒီအတီးကလက်နဲ့ခြေောက်တွေကိုဘိန်းလိုမျိုးလက်ပင်နိုင်သေးပြီးတော့အမြန်နှုတ်နဲ့ရှင်ကိုတိုးသေးပါရဲ့ဘာလို့ကိုပန်ပိုင်းမှာအားနေနေရလဲဆိုရင်မျက်နှာလွှဲပြီးတော့ထူးခြားဆွမ်းမရှိဘူးတခြားကီယာတွေဟာခုနဲ့ဆွမ်းချင်းရှင်ကအရန်ကိုအားနေလွန်ပါရဲ့ပြန်ဘက်ကအင်းအားကြီးလာတဲ့များဒီအတီးအားတဲ့ချက်ကိုမမြင်ရတော့ပါဘူးဒီအတီးကလက်တူကပါမှာဆိုရင်စီတန်းစီစရာမလိုပဲနဲ့လက်စီဆွဲစားလို့ရပါတယ်နောက်အတီးကတော့ချက်ကဖုဒီအတီးကိုတော့ဝမ်မီဖန်တော်များများကဝမ်မီကပါရဲ့အားအနည်းဆုံးဒီလိုလက်ခံထားပါရဲ့ဒီအတီးကိုတော့ကယ်လီဖန်ကစားထားတာဖြစ်တဲ့ကယ်လီဖန်ဟာဖန်ရာသာလို့ခေါ်တဲ့အညီအကိုအဖွဲတွေကအခုဖြစ်ပြီးတော့ရဆိုဆာအပ်မှာပါဝင်ခဲ့ပါရဲ့အတီးရဲ့အသုံးမကျတဲ့အစွမ်းကိုပြောရရင်ဒီအတီးကိုအသုံးပြုလိုက်ရင်ကိုချက်ကက်ဖြစ်ပြောင်းနိုင်ပါရဲ့ဟုတ်ပါရဲ့ချက်ကက်ဖြစ်ပြောင်းနိုင်တာပါတခြားသူတယောက်ကအဲ့ချက်ကကိုဝေးလိုက်မှသာဒုက္ခနာကိုထိန်းချုပ်နိုင်ပါရဲ့ဘာလို့ကိုယ့်ဘက်မှာအားနေနေလဲဆိုရင်တယောက်တည်းတိုက်ရင်ကိုအလုံးကိုအားနေလွန်ပါရဲ့ကိုဝေးပေးမဲ့လူမရှိရင်လည်းဘာမှမလုပ်နိုင်တဲ့အစွမ်းပဲဖြစ်ပြီးတော့အတင်းလိုက်တဲ့ပွဲမှာသာအနေငယ်သုံးဝင်နိုင်ပေမဲ့လူနှစ်ယောက်ကနေလူတစ်ယောက်ပဲပြောမှလာမို့ဘာမှအသုံးဝင်တဲ့အဆမ်းမှာဒီအဆမ်းကိုတော့လက်တကဘာမှာဆိုရင်တော့လူသားရဲ့ညီပြရောက်ရင်တော့တော်တော်ကိုနာမည်ကြီးမှာပါနောက်တဲ့အဓိကတော့ cat food ဒီအဓိကိုတော့ကင်းမွန်ကစားထားတာဖြစ်တဲ့ကင်းမွန်ဟာဝါနော်နိုင်ငံရဲ့ဆာမူရိုင်းတယောက်လည်းဖြစ်တဲ့ဒီရဲ့ဆွမ်းကိုပြောရရင်သူကကြောက်တုံးတည်ရွယ်စားတဲ့ပြည်ကိုဝမ်းပြီးတော့ဝိစားမျိုးကိုပြောင်းလဲဖန်တီးနိုင်ပါတယ်ဘာလို့ကုပပိုင်းမှာအားနေနေလဲဆိုရင်ဒီအဓိကတည်ရလက်ွက်ဒီဖုံးကွယ်မှုတွေနဲ့အိတ်တဲ့အခါမှာပဲအသုံးဝင်ပေမဲ့ငန်းတို့ကိုတိုက်ရိုက်ထိခိုက်သေးတဲ့စွမ်းမျိုးမရှိပါဘူးကင်းမွန်ကအားကောင်းတဲ့ဒီဘက်ဖူးကြောင့်မဟုတ်ဘဲနဲ့သူ့ရဲ့ဓာတ်ပညာနဲ့ဟာကီကြောင့်သာဆွမ်းထန်နေရပါဒီအတီးကလက်တိကပါမှာဆိုရင်တော့အထက်ဆိုင်ဖွင့်စားလို့ရပါတယ်။ကဲနောက်ဆုံးအတီးကတော့တူနီချိုပါစားတာရဲ့ဟီတိုနိုမီဟူမန်ဖူပါ။ဒီအတီးကတမလူတာစားတာရဲ့ဘာမှစမ်းမထဘူးဆိုပေမဲ့ချောပါကတမင်ဖြစ်တာကြောင့်လူပုံစံနဲ့ပုံစံမျိုးကိုပြောင်းလဲနိုင်ခဲ့ပါရဲ့။ဘာလို့ကွန်ဘတ်ဘက်မှာအားနေနေရတာလဲ။ဒီအတီးကတမလူတယောက်စားမယ်ဆိုရင်သူရရဲ့စွမ်းအားတွေကိုမရနိုင်ပါဘူး။အဲ့ဒါကိုအီချီဂိုဒါကလည်း FC ရဲ့တခုမှရှင်းပြခဲ့ပါရဲ့။ဒါကြောင့်ကိုယ့်ဘက်အတွက်ကြည့်ရရင်လူတယောက်အတွက်တော့အကျိုးအမြတ်အနည်းဆုံးဒီဘက်ဖူးတွေကတလုံးပါပဲဒါပေမဲ့မန်ကားမှာတော့တဲတော့နှစ်ပေဖြစ်နေနိုင်တဲ့ဒီဖြစ်နေတာကြောင့်ဥဒါပေါ်မူတည်ပြီးတော့အားအနည်းဆုံးအဓိကနေအကျန်းဆုံးဒီလည်းဖြစ်သွားနိုင်မှတည်းရဲ့ဒါတွေကတော့မမီတဲ့ကကိုယ့်ဘက်ပိုင်းမှာအားအနည်းဆုံးဒီဘက်ဖူးတွေပါဒါတွေကကျွန်တော်အမြင်လည်းဖြစ်တာကြောင့်ကိုလူရောဘယ်အသီးကအားနေနေရလို့ထင်လဲဆိုတာကိုမမတော့သွားနိုင်ပါရဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပြီးတော့နောက်ထပ်အတစ်တွေတက်ဆက်ဖို့အားရှိအောင်comment မှာတစ်ခုခုရွေးထားလိုက်ကြပါအောင် See you guys the next video